တအိမ်ကြတာရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေဖြစ်မလဲကြာတအိမ်ကြလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီးအိမ်တွေရှောလာတာစီးအိမ်တွေနေရာလွဲတာပေါ့မိမကိုနဲ့စီးအိမ်တွေကြားထဲမှာခြားထားတဲ့ကြွက်သားလေးတွေကလည်းရော်ရဲလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စီးအိမ်ကိုမထိနိုင်တော့တဲ့အခါမှာစီးအိမ်ကလည်းရှောလာမယ်အဲ့လိုမျိုးပဲဝမ်းအိမ်ကလည်းရှောလာမယ်အဲ့ဒီမှာစီးအိမ်တွေဝမ်းအိမ်တွေနေရာတွေလွဲသားတဲ့အခါမှာစီးသွားရင်မဝတာစီးကြံတယ်လို့ခံစားရတာစီးသွားရင်တဆွဆွရေးဖြစ်တာဝမ်းသွားရတာလည်းမလွယ်တော့ဝမ်းသွားရခတ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီတအိမ်ကြလာတာအရန်ကြလာတဲ့အခါမှာဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ဒီမိမကိုအတွင်းပိုင်းကြွက်သားတွေကပါတအိမ်နဲ့အတူတူအပြင်ကိုထွက်လာပြီးတော့အလုံးလိုက်ကြီးတချို့ဆိုရင်တအိမ်ကအလုံးလိုက်ကြီးအပြင်ကိုထွက်လာတယ်ဆိုတာမျိုးတွေဖြစ်ပြီးတော့ဝေစားတွေနဲ့ပုံမိပြီးတော့အနာတွေဖြစ်တာတွေပိုးဝင်တာတွေထိပါဖြစ်နိုင်ပါတယ်ဒါဒီသွေးဆုံမိသားအမျိုးသမီးအများစုမှာကြုံတွေ့နေရတယ်ခလေးအများကြီးမွေးထားတဲ့အမေတွေမှာလည်းကြုံတွေ့ရမှာမပေါ်စားတင်ပါဘူးအဲ့တော့ကြောင့်မလို့ကိုကတအိမ်ကြနေတာကိုခံစားနေရတယ်ဆိုလို့ရှိရင်လေကျမတို့ကရှိုဂျိုကောလာဂျင်လီကွက်ကလေးကိုအသုံးပြုလို့ရတယ်ကာကွယ်တဲ့အနေနဲ့လည်းအသုံးပြုလို့ရပါတယ်